Hello ဒီဗီဒီယိုလေးမှာကျွန်တော်တို့ကဒီ AI chat model ကြီးပေါ့နော် ChatGPT 4တို့ပြီးရင်ကျွန်တော်တို့ 4.1 တို့နောက်ဒီ Gemini တို့ပြီးရင် DeepSeek R1 တို့နောက် Meta AI ကျွန်တော် Alibaba AI နောက် Cloud ပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ဒီတက်စုတက်စီရဲ့စုထားရကိုကျွန်တော် accurate version တွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုမျိုး free သုံးလို့ရမလဲဆိုတော့နီလန်လေးကိုပြပြပေးသွားမယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီကောင်လေးပေါ့နော်ဒီ link လေး share အဲ့ link လေးကိုကျွန်တော်ပြီးရင်လည်း description မှာချထားမယ်အဲ့လေးကို copy ယူလိုက်ပေါ့နော်site နာမည်ကတော့ကျွန်တော် AI DOS maker ပေါ့နော်အဲ့ link ကိုကျွန်တော်ဒီဖုန်းသို့မဟုတ် computer ရဲ့ browser မှာဒီကျွန်တော် paste ချပြီးရှာလိုက်ပေါ့နော်အဲ့ကျွန်တော် chat model ကိုဒီနားလေးမှာရွေးချယ်လို့ရတယ်ဒီညာလေးကိုတစ်ချက်ထောက်လိုက်အဲ့ဆိုဒီမှာ chat တွေရှိဥပမာကျွန်တော်ဒီ 4.1 ကိုရွေးမယ်ပြီးရင်ကျွန်တော်ဒီမှာ tools ပေါ့နော်ဘာတွေလုပ်ရကိုဘာလုပ်ချင်တဲ့ chat only လာပါညာကျွန်တော်ဒါရွေးချယ်လို့ရရပေါ့နော်ပြီးတော့လို့ရှိလို့ရှိရင်တခြား chat တွေရွေးချင်တယ်ဆိုလဲဒီမှာ DeepSeek ကိုပါအကုန်လုံးဒီမှာကျွန်တော်ဒါ switch လုပ်ပြီးသုံးလို့ရတယ်လက်ရှိမှာကျွန်တော် login ကျွန်တော် sign တဲ့ဘာမှမလုပ်ရသေးဘူးအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဒီ provision ပေါ့နော်ရာသုံးလို့ရတဲ့ဟာကိုကျွန်တော်ဒီ upgrade လုပ်ပြီးသုံးဖို့အတွက်ကိုဒီ upgrade ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်ရမယ်ဆိုတော့ဒီမှာကျွန်တော်တို့က free သုံးလို့ရတဲ့နည်းလမ်းကိုပြောပြမယ်ဆိုတော့ upgrade ကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်အောက်ကိုနည်းနည်းလေးဆင်းလိုက်ဒီမှာသူက multiple AI app ပေါ့နော် one platform လို့ပြောထားတာပြီးရင်နောက်တစ်ခုကျတော့ဒီမှာသူနဲ့ပေါ့နော်ဒီဟာကိုအသုံးပြုနေတဲ့ user တွေကဘယ်ကြောင်းနေရလဲဆိုတာပါတယ်ပြီးရင်သူ့ရဲ့ကျွန်တော်တို့ဒီမှာပေါ့နော်plan တွေပါတယ်အဲ့တော့ကျွန်တော်အောက်ကိုလည်းဆက်ဆင်းသွားမယ်ဒီမှာတော့ဒီ student နဲ့ educator တွေအတွက်ကို free ပေးထားရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ခုသိရမှာကကြတော့ဒီမှာသူကကျွန်တော်တို့ဒီ when they create an account with their.edu မေးဆိုတော့သူကဒီကျွန်တော် edu နဲ့စုံတဲ့မေးဖြည့်ရမယ်အဲ့လိုမျိုးကျွန်တော် edu နဲ့စုံတဲ့မေးနဲ့ register လုပ်ပြီးသုံးမယ်ဆိုရင်ကျွန်တော်ဒီပတ်စံလည်းမပေးရအောင် no extra step နေရပေါ့နော်ဘာမှလည်းကျွန်တော်ဒီနောက်တဲ့အဆင့်လေးလုပ်စရာလည်းမလိုဘူးပေါ့နော်အဲ့ကျွန်တော်ဒီမှာ claim now ဆိုတာလေးကိုတစ်ချက်နှိပ်မယ်အဲကျွန်တော်တို့ကဒီ account ဖွင့်ဖို့အတွက်ကိုလိုအပ်တဲ့ဒီ .edu မေးပေါ့နော်အဲ့ဒါအတွက်ကိုကျွန်တော်တို့ကဒီမှာကိုအသုံးပြုမဲ့အကြောင်းနဲ့ဒီမေးကိုရိုက်ရှာပြီးတော့ကျွန်တော်တို့ကဒီမှာအသုံးပြုလို့ရတယ်ရှာတာကလည်းကျွန်တော်တို့လွယ်ဒီကျွန်တော်တို့ browser မှာဒီလိုမျိုး university mail domain list ဆိုပြီးရိုက်ရှာလိုက်ပြီးကျွန်တော်ဒီမှာ list ကိုဆွဲထုတ်လိုက်ရုံပဲအဲ့ဒီကကိုသုံးချင်တဲ့ကောင်ကိုကျွန်တော်တို့ကဒါယူရုံပဲပေါ့နော်ကျွန်တော်ဒီကောင်လေးကိုတစ်ချက် copy ယူလိုက်မယ်ပြီးတော့ရင်ကျွန်တော် sign in ဆိုတဲ့နေရာကိုပြန်လာမယ်ပြီးရင်ဒီမှာ email မှာကျွန်တော်တစ်ခုနာမည်တစ်ခုထည့်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ add ဆိုတဲ့ဟာလေးကိုနှိပ်မယ်ခုနကကောင်ကို link ချမယ်ပြီးရင်ကျွန်တော်ဒီကောင် slash ပေါ့နော် slash ကနေအရှိကိုအကုန်ဖြတ်ချလိုက်မယ်ပြီးရင် password တစ်ခုပေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအမှန်ကြီးလေးပေါ်တာတွေ့ရမယ်အဲဆိုရင် create account နှိပ်လိုက်အဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီ check ဆိုတဲ့နေရာလေးရှိရဲအဲ့နာလေးကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ဒီ plan တွေကိုဒါကျွန်တော်တို့အသုံးပြုလို့ရပါပြီတကယ်လို့အလုပ်မဟုတ်ကိုအသစ်လုပ်မှကျွန်တော် create new ဆိုရင်ဒီမှာကို document လား presentation လားကြိုက်တာယူပေါ့နော်အဓိကကျွန်တော်တို့က AI chat တွေဆိုတော့ chat တာပဲပေါ့နော်ဒီနှစ်ခုကြိုက်တဲ့နေရာလာလို့ရတယ် plan လေးကိုတစ်ချက်ပြန်ကြည့်မယ်မှာ current plan ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ$9 monthly ပေးရတဲ့ဟာကိုကျွန်တော်တို့ဒါ free သုံးလို့ရသွားပြီဘယ်လောက်အကြကြကျွန်တော်တို့သုံးလို့ရမလဲတော့ကျွန်တော်လည်းမသိပါဘူး